လူမျိုးတို့တပ်ဖြတ်မှုဆိုပြီးတရားစွဲတာနဲ့ပတ်သက်လို့မောင်တော်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ကိုကျွန်တော်ကသွားရောက်ကူညီခဲ့သူတဦးအနေနဲ့ကျွန်တော်မြင်တွေ့ခဲ့ရတာတွေမောင်တော်ဒေသတွေမှာဘသူတွေကစပြီးတော့ဒီလိုဖြစ်ခဲ့တယ်ကျွန်တော်တို့ရောက်သွားပြီးကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့ရတဲ့အန်ဒီရယ်တွေပြောပြခြင်းတယ်အဲ့ဒါကြောင့်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့နိုင်ငံကြီးကိုဂမ်ဘီယာနိုင်ငံကနေပြီးတော့ဂျီနိုဆိုက်ပေါ့နော်ကျွန်တော်တို့လူမျိုးတို့တပ်ဖြတ်မှုဆိုပြီးတရားစွဲတာနဲ့ပတ်သက်လို့ကျွန်တော်ပြောစရာလေးတွေရှိလာတော့ပါကျွန်တော်ကပြင်ဦးလင်ကိုရောက်နေတယ်နော် channel မှာဖြစ်တဲ့အတွက်ဖုန်းလိုင်းရလေတစ်ခါလေးဟို live သိမ့်မကောင်းဘူးပေါ့နော်ပြီးတော့ live မော်လည်းသိမ့်မတက်ဖြစ်တဲ့အခါကျတော့ဟိုကျွန်တော်အကြောင်းစုံကိုသိချာမသိခဲ့ပါဘူးအခုတော့ကျွန်တော်ဟိုသိလာပြီဖြစ်တဲ့အတွက်ဒီကိစ္စကိုကျွန်တော်ဘက်ကကျွန်တော်သိသလောက်ကျွန်တော်ကြုံတွေ့ခဲ့ရသလောက်နော်ဒီပြဿနာနဲ့ပတ်သက်လို့ကျွန်တော်ရှင်းပြခြင်းတယ်ပြောပြခြင်းတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုနော်လုပ်လိုက်ရခြင်းဖြစ်ပါတယ်ဟုတ်လားကျွန်တော်တို့ဒီကိစ္စဘယ်ရစခဲ့တယ်လဲဘယ်သူတွေကစခဲ့လဲဘာမှဖြစ်ခဲ့တာလဲပေါ့နော်နံပါတ်1ဒီကိစ္စတွေဟာကျွန်တော်တို့ရခိုင်မှာရှိခဲ့တဲ့ကျွန်တော်တို့2012နော်ဘာသာကြားအရေးခင်းလိုဟာမျိုးနော်အဲ့ဒီလိုပဲကျွန်တော်တို့အခုအဓိကဖြစ်သွားတာကတော့ဟိုဘူးတီတော်မောင်တော်ပေါ့နော်မောင်တော်ဒေသမှာဖြစ်ခဲ့တဲ့ဖြစ်ရက်ကိုကျွန်တော်တို့ဆွဆွဲထားခြင်းဖြစ်ပါတယ်ပေါ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒီမောင်တော်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ကိုကျွန်တော်ကသွားရောက်ကူညီခဲ့သူတဦးအနေနဲ့ကျွန်တော်မြင်တွေ့ခဲ့ရတာတွေကျွန်တော်ကြုံတွေ့ခဲ့ရတာတွေကျွန်တော်တို့ပြန်ပြောပြတာတွေနဲ့ပတ်သက်ပြီးကျွန်တော်ကပြောပြခြင်းနဲ့ဗျဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်ကူဖန်တီးခြင်းဖြစ်ပါတယ်နော်အဲ့လိုသွားပြီးကူညီခဲ့တဲ့နေရာမှာဖြစ်စဉ်ပြီးချင်းကျွန်တော်တို့5ရက်အတွင်းကျွန်တော်တို့အဲ့ဒီကိုရောက်သွားခဲ့တယ်အဲ့ဒီထဲမှာလည်းကျွန်တော်ရဲ့မမောင်သက်ကျွန်တော်တန်ရရင်နောက်တစ်ခါစေဝန်တန်းကျွန်တော်တို့ရန်ကုန်ကနေကျွန်တော်3ရောက်သွားတယ်ဒီလိုပဲကျွန်တော်တို့ရခိုင်စစ်တွေရနေပြီးတော့ဆရာဝေဟင်အောင်เนาะစာရေးဆရာဝေဟင်အောင်ပြီးတော့အန်သာကြီးเนาะအမ်းမြို့မှာနေတဲ့ရခိုင်အမ်းမြို့မှာနေတဲ့အန်သာကြီးကျွန်တော်တို့တွေဟာအဲ့ဒီနေရာကိုအစောလင်ဆုံးရောက်သွားခဲ့တဲ့အဖွဲ့ထဲမှာပါတယ်ပေါ့เนาะကျွန်တော်တို့တွေကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေဘယ်လိုတွေဖြစ်ခဲ့တယ်မောင်တော်ဒေသတွေမှာဘယ်သူတွေကစပြီးတော့ဒီလိုဖြစ်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့အဲ့ဒေသမှာရှိနေတဲ့နေထိုင်တဲ့သူတွေเนาะအဲ့မှာရောက်နေတဲ့ဝန်ထမ်းတွေเนาะသူတို့ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုသူတို့ကိုယ်တိုင်ပြန်ပြောပြတာရယ်ကျွန်တော်တို့ရောက်သွားပြီးကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့ရတဲ့အန်ဒီရယ်တွေကျွန်တော်တို့ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေအားလုံးကိုကျွန်တော်အသေးစိတ်တင်ပြပေးသွားပါမယ်เนาะအဲ့တော့တချို့ဓာတ်ပုံမှတ်တမ်းတွေအားလုံးကတော့ရန်ကုန်မှာရှိတဲ့ကွန်ပျူတာထဲမှာဖြစ်နေတဲ့အတွက်တော့ဓာတ်ပုံတွေကျွန်တော်မတင်ပြနိုင်သေးပါဘူးပြီးရင်တော့ကျွန်တော်ဓာတ်ပုံနဲ့တကွကျွန်တော်တို့ဓာတ်တွေအားလုံးကိုရှင်းပါမယ်เนาะကျွန်တော်တို့အခုကျွန်တော်တို့ကိုတရားစွဲနေတဲ့ဂမ်ဘီယာနိုင်ငံကြီးကမြန်မာနိုင်ငံဆိုတာကိုသိချသိသလားဘူးတီတော်မောင်တော်ဆိုတာကိုသိချသိသလားသူတို့ရောက်ဘူးလားနော်ဟိုအဝေးကြီးကနေလေသာဖန်းတရားနာပြီးတော့ဟိုအင်တာဗျူးတွေတင်ပြလိုက်အဟွာတွေတင်ပြလိုက်ဓာတ်တွေတင်ပြလိုက်နဲ့ကျွန်တော်တို့ဆွဆွဲနေတာဗျကျွန်တော်တို့ကနော်ကျွန်တော်တို့ဆိုတဲ့အခါမှာတော့အဓိကတော့ဒီနေရာကိုကုညီကယ်ဆယ်ရေးသမားတွေအများကြီးရောက်ပါတယ်အဲ့ဒီထဲမှာအကြဆုံးနေခဲ့တာရယ်နော်ကျွန်တော်တို့ဟလာဘူးတီတော်မောင်တော်ကနေပြီးတော့ကျွန်တော်တို့ရှိတဲ့ကျင်းချောင်းနော်အဲ့ရလူတွေကယ်ထုတ်ခဲ့ရတာတွေနော်ကျွန်တော်နေဆက်လုံးဝလက်ချက်စီယိုးမှာရှိတဲ့တောင်ပြိုလက်ဝဲတို့ဘန်ဒူလာဆိုတဲ့ရွာတွေထိကျွန်တော်ရောက်ခဲ့တယ်ဒီအကြောင်းအရာတွေရယ်နောက်ပြီးတော့အဲ့ဒီရွာတွေမှာအဲ့လိုဖြစ်စဉ်တွေမှာခုနအထီးကယုံဖြစ်အောင်ဟလာကျွန်တော်တို့မလုတ်ခဲ့တဲ့ရွာတွေဘာသာကြားရွာတွေအများကြီးရှိပါတယ်အဲ့ဒီရွာတွေမှာကျွန်တော်ဖြတ်သွားတယ်ဖြတ်လာတယ်ပုတ်တွေဝယ်စားတယ်ဒီလိုပဲကိုကြီးကယ်ဆယ်ရေးတွေသွားရင်ကြားထဲမှာသူတို့ရွာတွေထဲမှာကျွန်တော်ထဲထဲဝင်ဟလာသွားလာခဲ့တာဘာမှမရှိဘူးဗျနော်အဲ့တော့အဲ့ဒီဒေသမှာနေထိုင်နေကြတဲ့နေရင်းသွဲလူတွေနဲ့နော်နေရင်းသွဲဘာသာကြားတွေနဲ့အခြားဖြစ်သွားတဲ့အဖြစ်ပေါ်မှာပါတဲ့ရွာတွေနဲ့ဘလို့ကွာခြားလဲဆိုတာရနောက်ပြီးတော့လူဦးရေပောက်ကွဲမှုဖြစ်တဲ့အဲ့ဒီရွာတွေပေါ့နော်ကျွန်တော်အိမ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အိမ်ကတော့ခတ်သေးသေးပဲအထက်မှာလူ340 50နေတယ်ဗျအဲ့ဘလို့တွေနော်လူတွေကနေကြသလဲဆိုတာကိုကျွန်တော်သိရှိခဲ့ရသလောက်မှတ်တမ်းတင်ခဲ့ရသလောက်အဲ့ဒါတွေအားလုံးကိုကျွန်တော်ပြန်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အဲ့လိုကယ်ဆယ်ရေးကိစ္စတွေကိုသွားခဲ့တဲ့ပေါ့နော်ရန်ကုန်ကလာတော့အတင်းနေရေးရပေါ့မြန်မာပြည်အနေနဲ့ကလာတဲ့သူတွေအားလုံးထဲမှာတော့အစောလင်ဆုံးရောက်တဲ့သူနဲ့
ဟဲ့လားကျွန်တော်တို့အကြဆုံးနေခဲ့တဲ့သူဖြစ်တဲ့ကျွန်တော်တို့ကနေပြီးတော့ဒီကိစ္စတွေနဲ့ပတ်သက်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာရယ်ပြန်လဲကြားသိခဲ့ရတာရယ်အဲ့ဒါတွေအားလုံးကိုဓာတ်ပုံမှတ်တမ်းမှတ်ရရတဲ့ကျွန်တော်တို့ရှင်းပြပေးပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ပြန်ဆုံးပါမယ်ကျွန်တော်အပိုင်းလိုက်ဆက်ပြီးတော့တင်ပေးသွားပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ ပထမအဆုံးအနေနဲ့ပြောချင်တာကတော့ကိုဝေလူကျော်ကိုအရန်လေးစားပါတယ်ဘာလို့လေးစားတာလဲလို့ပြောရင်တရုတ်ဆောင်တယောက်အနေနဲ့ဒီလိုမျိုးကိုယ့်ရဲ့နိုင်ငံအပေါ်ချစ်တဲ့စိတ်ပြီးကြတော့ကိုယ့်ရဲ့နိုင်ငံအပေါ်ဒီလိုမျိုးထုတ်ပြောတာကဒါသူပထမဦးဆုံးလည်းဖြစ်တယ်လို့ပထမဦးဆုံးမင်းသားတရုတ်ဆောင်ထဲမှာလည်းသူပထမဦးဆုံးပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့လေးစားတယ်လို့ကျွန်တော်ရင်ပြောရတာပါတကယ်ကျွန်တော်တို့ပြန်ပြီးတော့ဒါကြီးကတွေးကြည့်ရမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ဒါတကယ်ကိုနစ်နာခဲ့ရတဲ့ဒါအနေအထားတစ်ခုမှသွားရောက်တယ်သွားပြီးတော့ရှိနေတယ်ပေါ့နော်ဒါကြီးကိုတချို့လူတွေကကြတော့ဟိုတိလို့ပဲလားဒါမှမဟုတ်မတိလို့ပဲလားတော့ဒါကျွန်တော်မသိဘူးပေါ့နော်ဘာလို့အဲ့လိုမျိုးပြောတာလဲဆိုရင်ဟိုကိုယ်နိုင်ငံကိုဒီလိုမျိုးရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီးပျော်နေတဲ့သူတွေရှိတယ်ဗျအဲ့ပျော်နေတဲ့သူတွေကိုဟိုကျွန်တော်ကမေးချင်တာဟိုတကယ်ပဲမသိလို့ပျော်ကြတာလားဒါမှမဟုတ်ကိုယ်နိုင်ငံကြီးအတွက်ကိုတကယ်တိနဲ့ဟိုအသားတွေကနေလောက်ထွက်ပြီးတော့ပျော်နေတာလားဆိုတာဟိုဒါကျွန်တော်မေးချင်တာပေါ့နော်စိတ်မကောင်းလည်းဖြစ်မိတယ်ပေါ့နော်ကိုယ်နိုင်ငံအပေါ်မှာဒီလိုမျိုးကြီးတွေအတင်းအာရမဆွဆွဲခံရတယ်ဟိုတကယ်ကျူးလွန်ခံရတာကြတော့ကိုရီနိုင်ငံအပေါ်မှာကိုရီရဲ့ပြည်သူလူထုအပေါ်မှာကျူးလွန်ခံရတယ်တကယ်နစ်နာတာကြတော့ကိုရီပြည်သူလူထုတွေပဲနစ်နာတယ်အဲ့တော့ဖြစ်ခဲ့တဲ့ကာလတွေတုန်းကအဲ့ဒီရခိုင်မောတောင်နန်းမှာဖြစ်သွားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့လည်းအတက်နိုင်ဆုံးတော့ဘယ်လိုပြောမလဲဟိုလေ့လာနေတော့ပေါ့နော်လေ့လာနေတယ်ပြီးကြတော့ဒီဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုဂမ်ဘီယာနိုင်ငံကိုလည်းကျွန်တော်တို့ကဘယ်လိုပြောမလဲကန့်ကွက်တဲ့ထဲမှာပါတယ်ပေါ့နော်လုံးဝကန့်ကွက်ရှုံချတဲ့ထဲမှာပါပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဂမ်ဘီယာရဲ့ဒီဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးတော့တွားရောက်ပြီးတော့ဖြည့်ရှင်းနေတဲ့ဒီကျွန်တော်တို့ဟိုဥကိုကိုလိုင်းတို့အန်တီဒေါ်တီတာဦးတို့သူတို့ကိုလည်းကျွန်တော်တို့ကပြေးဝထောက်ခံပါတယ်ဆိုတာလေးကိုပြောရင်းနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲဆုံးသက်လိုက်ပါတယ်အားလုံးပဲအဆင်ပြေကြပါတယ်တွားလန်းတာလို့ပြန်လည်ဖျောက်ပါစေအားလုံးပဲဒီဗီဒီယိုလေးကိုဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ပါ